င်ကလေးရဲ့နာမည်မှာဒုစကြာဖြစ်ပါတယ်။ရှေးတရော့အခါလယ်သမားကြီးတစ်ယောက်၌မောင်ဘမောင်မြမောင်လဟု၍သားသုံးယောက်ရှိလေ၏။လယ်သမားကြီးသည်သူမွေးထားသောနှုတ်စားစိတ်မတစ်ကောင်ကိုသားသုံးယောက်အားနေ့စဉ်အလဲကျကျောင်းခိုင်းလေ၏။တစ်နေ့တစ်၌သားအကြီးမောင်ဘသည်စိတ်မကိုခေါ်၍မြက်ပေါ်သောလယ်တောတစ်ခုသို့သွားကာကျောင်းနေလေ၏။ညနေဆောင်၍ပြန်ခါနီးသောအခါမောင်ဘသည်စိတ်မကိုခေါ်ပြီးလျှင်ဤသို့မေးလေ၏။စိတ်မမြတ်ချိုမြစားဝရဲ့လားသူ့သခင်စကားကိုနားလည်သောစိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်ချိုမြလွန်ပေါ်လှစားဝပါရဲ့ပြန်ပြောလိုက်လေ၏။မောင်ဘလည်းစိတ်မကိုခေါ်ခဲ့ပြီးနောက်အိမ်သို့ရောက်၍ဖခင်အားပြန်အပ်သောအခါဖခင်ကလူကလေးမောင်ဘစိတ်မအစာဝခဲ့ရဲ့လားကွယ်မေးလေ၏။မောင်ဘကလည်းဟုတ်ကဲ့ဟုပြန်ပြောလိုက်လေ၏။လယ်သမားကြီးသည်စိတ်မကိုခြိတိုင်မှခြိလိုက်ပြီးလျှင်စိတ်မမြတ်ချိုမြစားဝရဲ့လားမေးလိုက်ပြန်လေ၏။ထိုသို့မေးသောအခါစိတ်မကသခင်ရွှေနားစဉ်မြက်ပင်တစ်ပြင်းမြမစားရထို့ကြောင့်ငါမဝပြန်ပြောလိုက်လေ၏။စိတ်မကဤသို့ပြန်ပြောလိုက်သောကြောင့်လယ်သမားကြီးသည်အလွန်စိတ်ဆိုးလာပြီးလျှင်မောင်ဘကိုအိမ်မှရိုက်၍နှင်ပစ်လိုက်လေ၏။နောက်တစ်နေ့မနက်၌သားအလတ်မောင်မြကိုစိတ်ကြောင်းခိုင်းလိုက်လေ၏။မောင်မြလည်းစိတ်မကိုမြက်ပေါ်သောနေရာသို့ခေါ်ဆောင်သွားပြီးလျှင်တစ်နေ့လုံးကျောင်းနေလေ၏။ညနေပြန်ခါနီးသောအခါ၌မောင်မြကစိတ်မကိုမနေ့ကကဲ့သို့ပင်စိတ်မမြတ်ချိုမြစားဝရဲ့လားမေးလေရာစိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်ချိုမြလွန်ပေါ်လှစားဝပါရဲ့ပြန်ပြောလေ၏။မောင်မြသည်အိမ်သို့ရောက်၍စိတ်မကိုသူ့ဖခင်အားအပ်သောအခါဖခင်ကလူကလေးမောင်မြစိတ်မအစာဝခဲ့ရဲ့လားကွယ်မေးလေရာမောင်မြကလည်းဟုတ်ကဲ့ဟုပြန်ပြောခဲ့လေ၏။လယ်သမားကြီးသည်စိတ်မကိုခြိတိုင်တွင်ခြိရင်းစိတ်မမြတ်ချိုမြစားဝရဲ့လားမေးလိုက်လေ၏။စိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်တစ်ပြင်းမြမစားရထို့ကြောင့်ငါမဝပြန်ပြောလိုက်လေ၏။လယ်သမားကြီးသည်စိတ်မပြောသည်ကိုယုံကြည်ပြီးလျှင်မောင်မြကိုအိမ်မှရိုက်၍နှင်ထုတ်ပစ်လိုက်လေ၏။နောက်တစ်နေ့၌သားအငယ်မောင်လကိုစိတ်အကြောင်းခိုင်းလိုက်လေ၏။မောင်လလည်းစိတ်မကိုခေါ်ပြီးလျှင်မြက်ပင်ပေါ်သောနေရာ၌တစ်နေ့လုံးကျောင်းနေလေ၏။ညနေဆောင်၍ပြန်ခါနီးသောအခါမောင်လကစိတ်မအားစိတ်မမြတ်ချိုမြစားဝရဲ့လားမေးလေရာစိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်ချိုမြလွန်ပေါ်လှစားဝပါရဲ့ပြန်ပြောလေ၏။မောင်လသည်စိတ်မကိုသူ့ဖခင်အားပြန်အပ်သောအခါဖခင်ကလူကလေးမောင်လစိတ်မအစာဝရဲ့လားကွယ်ဆိုပြီးမေးလေရာမောင်လကလည်းဟုတ်ကဲ့ဟုပြန်ပြောခဲ့လေ၏။လယ်သမားကြီးသည်စိတ်မကိုခြိတိုင်တွင်ခြိရင်းစိတ်မမြတ်ချိုမြစားဝရဲ့လားမေးလိုက်လေ၏။စိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်တစ်ပြင်းမြမစားရထို့ကြောင့်ငါမဝဟုပြန်ပြောလိုက်လေရာလယ်သမားကြီးလည်းစိတ်မပြောသည်ကိုယုံကြည်ပြီးလျှင်သားမောင်လကိုအိမ်မှနှင်ထုတ်ပစ်လိုက်ပြန်လေသည်။နောက်တစ်နေ့မနက်၌လယ်သမားကြီးသည်စိတ်မကိုသူကိုယ်တိုင်ကျောင်းလေ၏။ညနေဆောင်၍အိမ်သို့ပြန်ခါနီးသောအခါလယ်သမားကြီးသည်စိတ်မအားစိတ်မမြတ်ချိုမြစားဝရဲ့လားမေးလေရာစိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်ချိုမြလွန်ပေါ်လှစားဝပါရဲ့ပြန်ပြောလေ၏။ထို့နောက်အိမ်သို့ရောက်၍စိတ်မကိုခြိတိုင်တွင်ခြိသောအခါလယ်သမားကြီးကစိတ်မမြတ်ချိုမြစားဝရဲ့လားမေးလိုက်ပြန်လေ၏။စိတ်မကလည်းသခင်ရွှေနားစဉ်မြက်ပင်တစ်ပြင်းမြမစားရထို့ကြောင့်ငါမဝပြန်ပြောလိုက်လေ၏။စိတ်မကထိုသို့ပြန်ပြောသောအခါလယ်သမားကြီးသည်စိတ်မညာပြောသည်ကိုသိလာ၍စိတ်ဆိုးကာအိမ်မှနှင်ပစ်လိုက်လေ၏။သားသုံးယောက်ကိုစိတ်ဆိုးပြီးလျှင်အိမ်မှနှင်ပစ်လိုက်မိသောလယ်သမားကြီးသည်စိတ်မမရှိသည့်နောက်သားသုံးယောက်ကိုလိုက်၍ရှာလေသည်။သို့ရာတွင်သားများကိုရှာ၍မတွေ့တော့ဘဲ
အိမ်ကလေးတွင်တယောက်တည်းနေထိုင်ရလေ၏သားအကြီးမောင်ဘသည်ဖခင်အိမ်မှထွက်လာခဲ့ပြီးနောက်လယ်သမားကြီးတဦးထံတွင်တပည့်ခံနေလေ၏လယ်သမားကြီးသည်လိမ္မာရေးချရှိသောမောင်ဘကိုသူတတ်သောပညာများတစ်ခုမတန်သင်ပေးသဖြင့်လယ်သမားအသက်ဖြင့်အသက်မွေးနေထိုင်လျက်ရှိလေ၏တနေ့တစ်၌မောင်ဘသည်သူဖခင်ထံသို့ပြန်လိုသည်ဖြစ်ရာဆရာကြီးထံတွင်ခွင်တောင်းရာဆရာကြီးကမောင်ဘအားလိုသားရသောစားပွဲငယ်တစ်ခုကိုလက်ဆောင်ပေးလိုက်လေ၏မောင်ဘသည်ခရီးထွက်ခဲ့ရာညနေဆောင်လာ၍တဲခိုရန်အိမ်ကိုလိုက်ရှာလေ၏သူသည်ထမင်းဆိုင်တစ်ဆိုင်ကိုတွေ့သည်ဖြင့်စားပွဲကလေးကိုထမ်းကာဝင်လာခဲ့လေ၏ထမင်းဆိုင်ရှင်ကလည်းမောင်ဘကိုကောင်းစွာပင်လက်ခံလိုက်လေ၏မောင်ဘသည်ထမင်းဆိုင်တွင်ထမင်းဝယ်၍မစားဘဲသူ၏စားပွဲကလေးကိုရှေ့တွင်ချကာတောင့်တလိုက်သောအခါစားစရာများသည်စားပွဲပေါ်၌အစဉ်သင့်ဖြစ်ပေါ်လာလေ၏ထိုအချင်းရာကိုထမင်းဆိုင်ရှင်ကအံ့ဩစွာကြည့်နေလေ၏ညအချိန်မောင်ဘအိပ်ပျော်သွားသောအခါထမင်းဆိုင်ရှင်သည်အခြားစားပွဲငယ်တစ်ခုကိုယူလာပြီးလျှင်မောင်ဘ၏စားပွဲငယ်နှင့်အမတ်မဲ့လဲလှယ်ယူထားလိုက်လေ၏မောင်ဘလည်းမနက်စောစော၌သူ့အနီးရှိစားပွဲငယ်ကိုယူကာထွက်လာခဲ့လေ၏သူသည်ညနေဆောင်တွင်သူဖခင်အိမ်သို့ရောက်သွားလေ၏လယ်သမားကြီးသည်မောင်ဘကိုတွေ့ရ၍ဝမ်းသာအားရဖြင့်ငါသားဘာလုပ်များလုပ်ကိုင်နေသလဲကွယ်မေးလေ၏မောင်ဘကလည်းကျွန်တော်လက်သမားလုပ်နေပါတယ်ဟောဒီမှာဆရာကြီးကလက်ဆောင်တစ်ခုပေးလိုက်ပါသေးတယ်ဒီစားပွဲဟာလိုသားရတဲ့စားပွဲပါကျွန်တော်တငယ်ချင်းတွေကိုလည်းခေါ်ပါသူတို့ကိုစားလိုရာများတောင်းတလိုက်ပြီးကျွေးမွေးချင်ပါတယ်ပြောလေ၏လယ်သမားကြီးလည်းမောင်ဘပြောသည့်အတိုင်းမောင်ဘ၏တငယ်ချင်းများကိုဖိတ်ခေါ်လေ၏အားလုံးရောက်ကြသောအခါမောင်ဘသည်သူ၏စားပွဲကိုရှေ့မှချကာစားတောက်ဖွယ်ရာများကိုတောင်းတလိုက်သောအခါသူ၏စားပွဲမဟုတ်သဖြင့်စားစရာများမပေါ်လာတော့ချေမောင်ဘလည်းဖခင်နှင့်တငယ်ချင်းများကိုရှက်လသဖြင့်တရက်တရွာသို့ထွက်ခွာသွားလေ၏သားအလက်မောင်မြသည်ဖခင်ထံမှထွက်ခွာလာခဲ့ပြီးနောက်ရွှေပတိန်ဆရာတဦးထံတွင်တပည့်ခံနေလေ၏ရွှေပတိန်ဆရာသည်မောင်မြအားပညာစုံအောင်သင်ပေးပြီးနောက်သူ့ထံမှပင်အလုပ်လုပ်နေစေ၏တနေ့တစ်၌မောင်မြသည်ဖခင်ထံသို့ပြန်လို၍ဆရာအားခွင့်တောင်းရာပတိန်ဆရာကမောင်မြအားပါးစပ်မှရွှေငွေများအန်ထုတ်ပေးနိုင်သောမြည်းကလေးတစ်ကောင်ကိုလက်ဆောင်ပေးလိုက်လေ၏မောင်မြသည်ခရီးထွက်ခဲ့ရာညနေဆောင်၌မောင်ဘတဲခိုသွားသောထမင်းဆိုင်တွင်ဝင်၍တဲခိုလေ၏မောင်မြသည်ထမင်းဆိုင်တွင်ထမင်းမာ၍စားပြီးနောက်ထမင်းဖိုးပေးရန်သူ၏မြည်းကလေးကိုခေါ်၍မြည်းကလေးရွှေစငွေစပေးပါလေမြည်းကလေးအလိမ္မာပေးပါမြန်မကြားဆိုလိုက်လေ၏ထိုအခါမြည်းကလေး၏ပါးစပ်မှရွှေစငွေစများအန်ကျလာလေ၏ထမင်းဆိုင်ရှင်လည်းမောင်မြ၏မြည်းကလေးကိုကြည့်ကာအကြံပြုနေလေ၏သူသည်ညအချိန်၌မောင်မြအိပ်ပျော်နေသောအခါရွာထဲမှမြည်းကလေးတစ်ကောင်ကိုယူလာပြီးလျှင်မောင်မြ၏မြည်းနှင့်လဲကာယူထားလိုက်လေ၏မနက်မိုးလင်းသောအခါမောင်မြသည်သူ့နားမှရှိသောမြည်းကလေးကိုဆွဲခေါ်ကာထွက်ခွာလာခဲ့လေ၏လယ်သမားကြီးကမြည်းကလေးကိုဆွဲလျက်ရောက်လာသောသားမောင်မြကိုဝမ်းသာအားရစီးကြိုပြီးလျှင်လူကလေးမောင်မြအဖေဖို့ဘာများပါလာသလဲမေးလေ၏မောင်မြကလည်းကျွန်တော်အဖေဖို့လိုသားရတဲ့မြည်းကလေးတစ်ကောင်ပါလာပါတယ်ကျွန်တော်ဆရာကလက်ဆောင်ပေးလိုက်တာပါဟောကြည့်ပါအဖေမြည်းကလေးကိုကျွန်တော်တောင်းပြပါမယ်ထို့နောက်မြည်းကလေးကိုမြည်းကလေးရွှေစငွေစပေးပါလေမြည်းကလေးအလိမ္မာပေးပါမြန်မကြားတောင်းလိုက်လေ၏ထို့သို့တောင်းလိုက်တော်လဲမြည်းကလေးသည်ပထိန်ဆရာပေးလိုက်သောမြည်းမဟုတ်၍ရွှေစငွေစများအန်ကြမလာချေထို့ကြောင့်မောင်မြလည်းသူ့အဖေကိုရှက်သဖြင့်နေအိမ်မှထွက်ခွာလာခဲ့လေ၏သားငယ်မောင်လသည်ဖခင်ထံမှထွက်လာပြီးနောက်ရက်ကန်းသည်ကြီးထံတွင်တပည့်ခံနေရာကောင်းစွာပင်တက်မြောက်လေ၏တနေ့တစ်၌မောင်လသည်ဖခင်ထံသို့သွားလို၍ရက်ကန်းသည်ကြီးအားခွင့်တောင်းရာရက်ကန်းသည်ကြီးကမောင်လအားထူးဆန်းသောဒုစကြာတစ်ချောင်းကိုလက်ဆောင်ပေးလိုက်လေ၏မောင်လသည်ဒုစကြာကိုယူလျက်ထွက်လာခဲ့ရာသူ့ကိုယ်နှစ်ယောက်တဲခိုခဲ့ဘူးသောထမင်းဆိုင်သို့ရောက်လေ၏မောင်လသည်ထမင်းဆိုင်တွင်ဝင်၍နားမြည်ပြုစဉ်လူတစ်ယောက်က
ခမည်းဒီမှာတဲခိုရင်တတိထားပြီးတဲပါမကြခင်ကမောင်ဘဆိုတဲ့လူတယောက်ဟာလိုရရတဲ့စပွဲတစ်ခုကိုဒီဆိုင်မှာပဲပျောက်သွားဖူးတယ်ပြီးတော့မောင်မြဆိုတဲ့လူတယောက်လည်းဒီဆိုင်မှာပဲရွှေစောက်ငွေစားတွေအန်ကြလာတဲ့မီးတကောင်ကိုပျောက်သွားဖူးတယ်ထို့တို့ပြောလေရာမောင်လာကကိစ္စမရှိပါဘူးဗျာကျွန်တော်တတိထားပြီးတဲရမှာပေါ့ပြောကဝင်တဲလေ၏ညအချိန်ရောက်၍မောင်လာအိတ်တော်အခါသမင်းဆိုင်ရှင်လဲအခါတိုင်းကဲ့သို့ပင်မောင်လာဤအိတ်ထဲတွင်ထဲ့ယူလာသောဒုစကြာကိုခိုးယူမိပြုလေ၏ထိုအခါအိတ်ထဲတွင်ရှိသောဒုစကြာကတိ၍အပြင်ဘက်သို့ထွက်လာပြီးလင်သမင်းဆိုင်ရှင်ကိုလိုက်၍ရိုက်လေ၏ထို့သို့ရိုက်သောကြောင့်သမင်းဆိုင်ရှင်လဲနာလွန်း၍ကဲကြပါအော်ဟစ်လေ၏မောင်လာလည်းအိတ်နေရာမှထလာပြီးလင်ဒုစကြာကိုလိုက်၍ဖမ်းယူပြီးနောက်သူ၏အိတ်ထဲသို့ပြန်ထည့်လိုက်ရလေ၏ထို့နောက်မောင်လာကခမည်းအခုလိုသာခိုးနေမယ်ဆိုရင်ဟောဒီဒုစကြာကတေအောင်ရိုက်တတ်လိမ့်မယ်ကဲကျုပ်ကိုနှစ်ယောက်ရဲ့စပွဲနဲ့မြီးကိုပြန်ပေးလိုက်ပါကျုပ်ခီးထွက်เสียရှိသေးတယ်တောင်းလေ၏ဒုစကြာကိုကြောက်သောသမင်းဆိုင်ရှင်လဲစပွဲငယ်နှင့်မြီးကလေးကိုထုတ်ပေးလိုက်လေ၏မောင်လာသည်ညနေဆောင်၍သူ့ဖခင်ထံသို့ရောက်သွားလေရာဖခင်ကလူကလေးအဖေဖို့ဘာများလက်ဆောင်ပါခဲ့တယ်လဲမေးရာမောင်လာကဟောဒီမှာထူးဆန်းတဲ့ဒုစကြာပါလာတယ်ကျွန်တော်ရက်ကန်းဆရာကပေးလိုက်တာပါပြန်ပြောကဒုစကြာကိုပေးလိုက်လေ၏လယ်သမားကြီးသည်မောင်လာဤဒုစကြာကိုကြည့်ပြီးလင်ပြုံးရင်းနေရာမောင်လာကဒီဒုတ်ကလေးဟာတမညဒုတ်လေးမဟုတ်ပါဘူးဖေသူ့ကြောင့်အကိုတို့ရဲ့လိုရရတဲ့စပွဲငယ်နဲ့မြီးကလေးကိုထမင်းဆိုင်ကပြန်ရခဲ့တာပါဒါကြောင့်အကိုတို့ကိုခေါ်ပြီးပြန်ပေးချင်ပါတယ်ပြောလေ၏ဖခင်ကြီးလည်းသူဤသားနှစ်ယောက်တို့ကိုလိုက်၍ရှာပြီးလင်သူတို့ဤပစ္စည်းများကိုပြန်ပေးလိုက်လေ၏ထိုနေ့မှစ၍လယ်သမားကြီးသည်သူဤသားသုံးယောက်နှင့်အတူပျော်ရွှင်စွာနေထိုင်လျက်ရှိလေသည်